ဆိုင်မှာမရှိပဲအဝေးတနေရာရောက်နေလဲဆိုင်ရဲ့ဘားကန်းနေကချင်ပိုင်းနေဘာဘီကျူပိုင်းနေကိုလည်းဘယ်လောက်ထွက်တယ်ဆိုတာလဲကျွန်တော်တို့စစ်ဆေးလို့ရပါတယ်ကျွန်တော်နာမည်ကတော့ကိုဟန်ဖြူဖြစ်ပါတယ်မန္တလေးအကင်နဲ့ရွှေလီထွေးစားတောက်ဆိုင်မှာတာဝန်ယူဆောင်ရွက်ပေးနေတဲ့မန်နေဂျာဖြစ်ပါတယ်ဒီ software မသုံးခင်ကျွန်တော်တို့ manual နဲ့သုံးခဲ့တာပေါ့ manual နဲ့သုံးခဲ့တဲ့အချိန်မှာကရှာပိုင်းနေနဲ့ဒီ waiter wait ထွက်တွေနဲ့ပြဿနာတွေဖြစ်ခဲ့တယ်နောက်ပြ barbecue ပိုင်းနေကချင်ပိုင်းနေဘားကန်နေနဲ့လည်းအချိန်ကြီးကြန့်ကြာခဲ့တယ်ပေါ့နောက်ပြ customer တွေကဟင်းပွဲမီးတွေမှာတဲ့အချိန်မှာလည်းအချိန်ကြန့်ကြာခဲ့တယ် daily စင်းတွေကိုကျွန်တော်တို့ manual နဲ့လုပ်ရတဲ့အချိန်မှာအချိန်တွေအများကြီးပေးပြီးတော့စင်းတွေချုပ်ရပါတယ်software စတဲ့အသုံးပြုတဲ့အချိန်မှာလည်းဝန်ထမ်းတွေကိုလည်းတေချာလေးသင်ပြပေးတယ်မသိလို့မေးရင်လည်းတေချာလေးရှင်းပြပေးပါတယ်စသုံးတဲ့အချိန်မှာလည်းကျွန်တော်တို့အနေနဲ့ခက်ခက်ခဲခဲတော့မရှိခဲ့ပါဘူး software ကုမ္ပဏီနေနဲ့လည်းကျွန်တော်တို့အများကြီးကူညီဆောင်ရွက်ပေးပါတယ် software အသုံးပြုပြီးတဲ့နောက်ပိုင်းမှာဝန်ထမ်းအင်အားနည်းနည်းနဲ့လည်းလုပ်ငန်းလည်ပတ်လို့ရတယ် order မှာတဲ့အချိန်မှာကချင်ပိုင်းဆိုကချင်ပိုင်း barbecue ပိုင်းဆို barbecue ပိုင်းဘားကန်းဆိုဘားကန်းစလစ်သီးသန့်ထွက်တဲ့အကြောင်းဟင်းပွဲတွေလည်းမြန်မြန်ဆန်ဆန်ရတယ်အဲ့အတွက်ကြောင့်မို့လဲ customer တွေအနေနဲ့စိတ်ကြည်နက်မှုအများဆုံးရရှိခဲ့ပါတယ်daily စင်းချုပ်တဲ့အခါမှာလည်းအရင်လိုအချိန်တွေအများကြီးပေးကြမလို့ပဲလွယ်လွယ်ကူကူနဲ့ပဲစင်းတွေစစ်လို့ရပါတယ်ကျွန်တော်တို့ဆိုင်မှာမရှိပဲအဝေးတနေရာရောက်နေလဲဆိုင်ရဲ့ဘားကန်းနေကချင်ပိုင်းနေဘာဘီကျူပိုင်းနေကောက်တေး juice တွေကိုလည်းဘယ်လောက်ထွက်တယ်ဆိုတာလဲကျွန်တော်တို့စစ်ဆေးလို့ရပါတယ်ဒါမျိုးလွယ်လွယ်ကူကူနဲ့စစ်ဆေးလို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လုပ်ငန်းအတွက်အများကြီးအထောက်အကူပြုပါတယ်ဒီ software အသုံးပြုခင်ကကျွန်တော်တို့အနေနဲ့ကုမ္ပဏီအများကြီးကိုလေ့လာခဲ့တယ်အဲ့ထဲမှာမှ Galaxy ကကုမ္ပဏီအနေနဲ့လည်းဟိုင်မာမှုရှိတယ်ခေါ်ပြီးဆွေးနွေးတဲ့အခါမှာကျွန်တော်တို့လုပ်ငန်းအတွက်အများကြီးအဆင်ပြေတာကိုတွေ့ခဲ့ရပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့အနေနဲ့ Galaxy ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်